신랑 포구 지수 앞에도 브리타니아 고치마 저로 신비네 띠또 운지항 우종인의 저로 인터뷰 너무 싶어래. 도와 소인도 아쿠 쿠미 아피어 카운슬 말에 도와 KCC 말에 아우타 다운 유타라 싶어래. 오케이. 파타마 송네네 운지 lautunga po no okay ba khanya tito le tawn yu tha de pyin lesi tatu phe po no a lo tama phe ko le tawn yu tha de lo ja ti ya po le okay ai di chon ro ye tito phe ma po kanda si pyo ya yin no tito phe ma ti ka ba ri kan twe ya de le pyo pe lo ya ma ကျွန်တော်တာဝန်ယူတဲ့2017ကနေ2016 9နှစ်တာကာလအတွင်းပေါ့လေအဲ့ဂျားမှာပထမ6လကြတော့ကျွန်တော်ကိုစွန့်အင်ရလက်စီရတစ်တော်ရတတုဆိုမှဌာန၄ခုကျွန်တော်တောင်းပေးပါတယ်တိုးတော်လည်းပဲ6လကြာတဲ့အခါမှာကျွန်တော်ကတစ်တော်နဲ့တတုနှစ်ခုကိုပဲတောင်းယူထားပါတယ်နောက်ကျွန်တော်တောင်းဝင်စဉ်ကာလမှာတနင်္ဂနွေလုံးတစ်ထုတ်ဖို့ကျွန်တော်ကအလုံးလိုက်ထုတ်တာကိုခွင့်ပြုတော့ဘူးခွင့်ပြုတဲ့အခါမှာကျွန်တော်ကအများအဖြစ်မြန်မာတစ်လုပ်ငန်းကထုတ်တဲ့လုပ်ငန်းကိုပဲကျွန်တော်ကကြည့်ကြတဲ့အပိုင်းမရှိပါတယ်ကျန်တဲ့ပုဂ္ဂလိကတွေကိုပေးတာမရှိတော့ပါဘူးဒီချိန်မှာနောက်ပြီးတော့ကျွန်တော်ချင်းမင်းရဲ့တဘောကပတ်ဝန်းကျင်ထိမ့်သိမ့်မှုတွေလိုအပ်တဲ့နေရာတွေကိုကြိုးဝိုင်းကြိုးပြင်းနေကျွန်တော်ဖွင့်ပါတယ်ဒီဖွင့်တဲ့အခါမှာကျွန်တော်မှတ်မှတ်ရပြောလို့ရှိရင်ဒီတွန်းဇန်မြို့နယ်ကစင်ကဲကျိုးဝိုင်းနောက်တစ်ခါဟာခါနဲ့ဖလန်းကြားကဇိမ်မှုတောင်ကျိုးဝိုင်းနောက်ဟာခါမြို့နယ်ကတီးမြစ်ကျိုးဝိုင်းပလဲဝမြို့နယ်ကကြောက်ပန်းတောင်ဘေးမေတော်ဆိုမှကျွန်တော်တို့၄ခုကိုကျွန်တော်အတိအကျဖွင့်ခဲ့ပါတယ်သို့တော်လည်းပဲအဲ့ဒီမှာကျွန်တော်တို့အနေနဲ့ရှိတာကကြောက်ပန်းတောင်ဘေးမေတော်သည်နမတောင်အမျိုးသားဥယျာဉ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိပါတယ်ရှိတော့သူကလည်းအလှမ်းဝေးတယ်ဝန်ထမ်းနဲ့မရှိဘူးကြည်ကြမှုအားနေပါတယ်အဲ့ဒါပြင်နေနမိတ်ဗုဒ္ဓတိုင်တွေတေတေချာဆက်တူထားချက်မရှိတဲ့အခါမှာပြည်သူတွေကတောင်ရလုပ်ငန်းနဲ့ခုလို့ရှိရင်တစ်တော်နဲ့ပြည်သူစကားများပါတယ်ဒါကြောင့်မလို့ကျွန်တော်ကျိုးဝိုင်းတစ်ခုဖွင့်ပြလို့ရှိရင်သူ့မှာလိုအပ်တဲ့နေနမိတ်ဗုဒ္ဓတိုင်ကိုအတိအကျပြည်သူတွေကိုနားလည်အောင်ရှင်းပြဖို့လိုပါတယ်ဆိုတော့ကျွန်တော်တင်ပြလိုပါတယ်နောက်တစ်ချက်ကျွန်တော်ကတစ်တော်ပြုံးစည်းမှုရှိအောင်ဒါကပဲကျွန်တော်ချင်းမင်းနေဟာစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်တို့ရဲ့ရေဝေးလေးကိုထိမ့်ပြီးတဲ့အဓိကကျွန်တော်နေရာဖြစ်ပါတယ်ကျွန်တော်နေပြည်တော်မှာဆေးရဲသွားနေပဲကျွန်တော်အဲ့ဒါခဏပြောပါတယ်ဒါကြောင့်မလို့ကျွန်တော်ချင်းမင်းတွေကတစ်ခူးတာတွေရက်တန်ကရက်ဖို့စကိုင်းတိုင်းဝန်ကြီးကိုလည်းကျွန်တော်တောင်းဆိုပါတယ်မကွေးတိုင်းဝန်ကြီးလည်းကျွန်တော်တောင်းဆိုပါတယ်ရခိုင်ပြည်နယ်ဝန်ကြီးလည်းကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်တို့ဒီတစ်တွေကိုတကယ်တော့ဒေတာတော့မရှိဘူးလားဆိုရင်ဒေတာတော့ဆိုလို့ရှိရင်ကျွန်တော်တို့ကခွင့်ပြုပါတယ်ကျွန်တော်ချင်းပြည်နယ်ဖုံးပြတိုးတက်ဖို့အတွက်ဆိုမှပြည်ထောင်စုအဆင့်ကဝန်ကြီးတစ်ပါးကိုတောင်းပေးပါတယ်အဲ့ဒီဝန်ကြီးကပြည်ထောင်စုဝန်ကြီးတော်ရဲ့ဝန်ကြီးဦးဝင်းထွန်းဖြစ်ပါတယ်ဦးဝင်းထွန်းရဲ့ကိုကြီးနဲ့ကျွန်တော်ချင်းမီနေလန်တတာမီပညာရေးကျမ်းမာရေးစသည်အဖြစ်တပြည်နယ်လုံးကိုလွှမ်းခြုံအောင်ကျွန်တော်တို့အများအဖြစ်အဲ့ဒီအဘဝန်ကြီးနဲ့သွားရမှလွှဲတာကိုကိုကြီးပတ်ပူဖြစ်စီခဲ့တာရှိပါတယ်ခင်ဗျနောက်အဲ့ဒီအဘရဲ့လွှဲချက်ကတခုရှိပါတယ်ကိုယ့်ရဲ့ပြည်နယ်ကိုယ့်ရဲ့မြို့နယ်အတွင်းမှာလောက်မဲ့ဆိုလို့ရှိရင်တစ်နှစ်ကိုတအုပ်စုကိုပြည်ထောင်သုံးမိဆောက်ဖို့တစ်ပါမစ်မလိုဘဲနဲ့ခွင့်ပြုလို့ရတယ်ဆိုတဲ့နှုတ်မင်းကတိရခဲ့ပါတယ်အေးနှုတ်မင်းကတိနဲ့ပဲကျွန်တော်ကလည်းပဲမြို့နယ်အားလုံးကိုကျွန်တော်တို့ဒေတာတောင်းဆိုလို့ရှိရင်တက်ဆေရမြို့နယ်တစ်တော်ခရိုင်ပြည်နယ်တွေကိုကျွန်တော်ဝန်ကြီးရဲ့လက်ညှိုးချက်တိုင်းကျွန်တော်ဆောင်ရွက်ပေးတာရှိပါတယ်
တခါကျွန်တော်တို့ပုဂ္ဂလိကစိုက်ခင်းတွေတည်ထောင်ခွင့်ရပါတယ်အဲ့ဒါမှာဥပဒေကလည်းပဲအတိအကျမရှိတော့ဒုလူတွေကစံထေဝါနဲ့ကြောက်နေကြပါတယ်အဲ့ဒါမှကျွန်တော်အခုအများအပြားဂျွန်စိုက်ခင်းတွေတို့ရရှိပါတယ်တစ်မှာစိုက်ခင်းရှိတယ်ရေမင်းနဲ့စိုက်ခင်းတွေရှိတယ်အဲ့ဒီစိုက်ခင်းတွေကတစ်တော်ဌာနအနေနဲ့တရားဝင်ဖြစ်အောင်မှတ်ပေါ်တင်လုပ်ထားပါပြီသို့တော်လည်းပဲမြေစင်းကကွင်းစင်းတိုင်းတာမှုမရှိတဲ့အခါမှာကိုပိုင်ထုတ်လွှင့်ခွင့်ရဖို့နေမှာကျွန်တော်အခက်ရှိပါတယ်အဲ့ဒါကိုအခုတာဝန်ရှိတဲ့အစိုးရတွေကလည်းပဲကိုပိုင်ထုတ်လို့ပိုင်ခွင့်ရအောင်တစ်တော်နဲ့မြေစင်းညှိနှိုင်းရေးမှဆောင်ရွက်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုလိုပါတယ်အဲ့ဒါတစ်တော်ပိုင်းပါတတုပိုင်းကျွန်တော်ရှိရင်ကျွန်တော်တို့ချင်းပြည်နယ်မှာအများကြီးနာမည်ကြီးခဲ့ပါတယ်ဒီတွေမွေတောင်ဖားတောင်တေကလာတူးမယ်ပြောပါတယ်လုပ်ငန်းရှင်တွေလာတယ်ပြည်နယ်ဆရာဖွင့်တဲ့တွေ့ပါတယ်အဲ့ဒီမှာပထမဆုံးတွေ့ရှိတာကဒေါက်တာဝုံဆုံးပါကျွန်တော်တို့မွေတောင်ဖားတောင်အနည်းနားမှာရှိတဲ့ကျေးရွာပေါင်း20ကိုကျွန်တော်ဝန်ကြီး3ပါးကွင်းဆင်းခဲ့ပါတယ်စီမံဘဏ္ဍာဝန်ကြီးဦးနန္ဒမုံနောက်တစ်ခါလက်စစ်နဲ့စစ်မှုဝန်ကြီးဦးကျင်လင်းပေါကျွန်တော်တို့3ယောက်ကျေးရွာပေါင်း20ကိုကွင်းဆင်းပါတယ်ဆင်းတဲ့အခါမှာဒေသခံပြည်သူတွေကတရုတ်နဲ့တူတာကိုလုံးဝသဘောမတူပါဘူးသူတို့ကလည်းပဲသူတို့ရဲ့လုံမဲ့အစီအမံတွေကိုတင်ပြထားပါတယ်သို့တော်လည်းပဲဒီငှားနေတော့တူပါနေအောင်ဆိုမှပြည်သူတွေကကျွန်တော်တောင်းဆိုလို့တူဖို့စစ်ကျွန်တော်တို့မဖြစ်ခဲ့ပါဘူးကျွန်တော်တာဝန်ဒီချင်းပြည်နယ်ပုံရင်းမှာရှိတဲ့နေရာတွေကတတိမှာဘာတတူရနဲ့ထွက်မလဲဆိုတော့ကိုစမ်းသပ်ရှာဖွေတယ်တက်ဆိုင်ရာမျိုးနယ်သီးကပို့တဲ့နမူနာပစ္စည်းတွေကိုကျွန်တော်တို့ကိုပေးပါတယ်ပြီးတော့ကျွန်တော်ကပြည်တော်စုကိုဆင့်ပို့တယ်ဒီဟာကဘာတတူလဲအလူမီနီယံလားကျွန်တော်ခရိုမိုက်လားတန်ရိုင်းလားဆိုမှကျွန်တော်စမ်းခိုင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်မှတစ်ထက်မှာဒီတက်တုတတာအချက်လက်တွေကိုဘေမြို့မှာဘာထွက်တယ်ဆိုတာလည်းပဲကျွန်တော်စုဆောင်တဲ့ဘိုင်းမှာရှိပါတယ်ကျွန်တော်ကံပလက်မြို့နယ်ကိုခီးသွားရင်းနဲ့အရင်ကစီပင်ဝန်ကြီးဦးနိုင်နိုင်ပေါ့ခီးသွားတဲ့ခါမှာကြက်ချံရုံကိုသွားတယ်တော့ကာလငန်းပေါက်စကဲလန်းမရှိဝန်ကြီးနဲ့ပါချင်းရှော့သွားကြတယ်နေဘူးထဲမှာအဲ့ဒီမှာနတ်မတောင်ကဘာပြူတယ်ကဘာပြူအေးကြောက်ကလဲနဲ့ကျွန်တော်မြင်တဲ့ကကျွန်တော်စိတ်ထဲမှာတန်တရားရှိတယ်ကဲဝန်ကြီးဘာဖြစ်ကျွန်တော်ဒီရောက်ခဲ့တဲ့မနာကျွန်တော်ကောက်သွားမယ်ဆိုတော့စီပင်ဝန်ကြီးကကျွန်တော်တားပဲကိုကျော်ငိမ့်ဒီလောက်ပိန်မထဲမှာ၄ပါပဲနေဘာလို့မှလဲကျွန်တော်ပြောတယ်မဟုတ်ဘူးကျွန်တော်စိတ်ထဲမှာတန်တရားရှိတယ်ဒါတစ်ခုဖြစ်နိုင်တယ်ဆိုမှကျွန်တော်အတဲမှကျွန်တော်ပိန်မခါမှာထိုင်းယူသွားတယ်ဒီရောက်တော့ကျွန်တော်ကပြည်တော်စုကိုပို့တဲ့အခါမှာကျွန်တော်ဒါမှတံပိုးရှိတဲ့အလူမီနီယံပါစနစ်တော်ကောင်းတဲ့တက်တူဖြစ်သွားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လက်ထက်မှာကျွန်တော်တို့စုခဲ့တဲ့မြအချက်လက်တွေပါတချို့ကုမ္ပဏီပေါင်းများစွာကျွန်တော်ချင်းမင်းတွေကိုတတူတူးဖို့စမ်းသပ်ဖို့ရှောက်ပါတယ်ကျွန်တော်တို့ကလည်းပဲဒေသခံပြည်သူရဲ့အတန်နဲ့အညီစမ်းသပ်ခွင့်တော့ကျွန်တော်ပေးတာရှိပါတယ်တချို့မလုပ်ဘူးတချို့ကြတော့ခွင့်ပြုတာရှိပါတယ်အေးလောက်ွက်တွေကိုနောက်တစ်ဖွဲ့တော့ခွင့်ပြုသေးတယ်ဆက်မှကျွန်တော်ပြောတယ်ကျွန်တော်စနာကလည်းပဲပထမလျှောက်ထားတဲ့ကုမ္ပဏီလောက်ွက်နဲ့ဒုတိယလျှောက်ထားတဲ့ကုမ္ပဏီလောက်ွက်ကတစ်ထပ်တည်းကြပါတယ်ပထမလူကတော့မပေးဘူးဒုတိယလူကတော့ပေးရမယ်ဆိုတဲ့ခါမှာကျွန်တော်ကအထောက်ထားနဲ့လျှောက်ထားသောကုမ္ပဏီတစ်ခုလောက်ွက်သည်တစ်ထပ်တည်းကြပါတယ်ပထမလျှောက်တဲ့ကုမ္ပဏီကိုစမ်းသပ်ခွင့်တောင်ခွင့်ပြုဘူးအခုဒုတိယလျှောက်တဲ့ကုမ္ပဏီကိုစမ်းသပ်တူဖောက်ခွင့်ပေးရမယ်ဆိုတာကျွန်တော်ထောက်ခံချက်မပေးခဲ့ပါဘူးဒါနဲ့ပဲကျွန်တော်တို့တစ်ထက်မှာတူဖောက်ခြင်းလုပ်ငန်းရပ်ဆိုင်ခဲ့ရပါတယ်
အဲ့ဒါကျွန်တော်ကအခုချင်းပြည်နယ်မှာတခါပထမနဂါကိုနေဝင်ထောင်းမော်လေကိုနေဝင်ထောင်းကမြို့သားရေးရာမြို့သားတော်ကတက်တုနဲ့တန်စရရဲ့ကော်မတီဥက္ကဋ္ဌနောက်ဦးလာရွှေအတွင်းမှုသူတို့ကကျွန်တော်ချင်းပြည်နယ်ကိုလာပြီးမှတက်တုတွေပြလာကိုစင်းပါတယ်ကိုစလာကျွန်တော်ကိုသူတို့ကတခါလေပြောပါတယ်ကိုကြော်ငိမ့်ခမရတို့ချင်းကစေးတယ်ပြောတယ်တဲ့ခမရတို့ပြည်နယ်လောက်ချမ်းသာတာမရှိဘူးဆိုမှကျွန်တော်ကိုပြောတဲ့ခါမှာကိုနေဝင်းထွန်းကျွန်တော်ဝန်ကြီးချုပ်ကိုတိုက်ရိုက်တွေ့ချင်တယ်ရှိလို့ရှိရင်ဒီစာတန်းလေးဝန်ကြီးချုပ်ပါပေးရင်မကောင်းဘူးလားဆိုမှကျွန်တော်မေးပါတယ်အဲ့ဒါဝန်ကြီးချုပ်ကိုခေါ်မှရှင်းပြပါတယ်ဝန်ကြီးချုပ်ကိုမေးတော့ဝန်ကြီးချုပ်တို့ပြည်နယ်ကမစင်းရဘူးခမရတို့ပြည်နယ်ချမ်းသာတာမရှိဘူးဆိုမှပြောခဲ့ပါတယ်အဲ့ဒါကိုနေဝင်းရှင်းကကျွန်တော်ကလေးကနေတိုင်းငင်းကနေတီးတယ်နောက်တိုင်းကတဲ့ဖလန်ဟာခါအဲ့ဒီမှာကာလန်ဖောက်တယ်မှာတောင်းတဲ့ကြောက်တွေဟာတဲ့တကယ်တန်ဖိုးရှိတဲ့ခရိုမိုက်ကြောက်တွေပါတဲ့ဘေးနိုင်ငံမှာအဲ့ဒီခရိုမိုက်ကြောက်တွေကိုကာလန်မခိမ့်ပါဘူးတဲ့ဒါကြောင့်မလို့ကျွန်တော်ကချင်းပြည်နယ်ဟာအစင်းဆုံးမဟုတ်ဘူးနောက်ချိန်မှာအင်မတန်မှချမ်းသာတဲ့ပြည်နယ်ဖြစ်မယ်ဆိုမှမှတ်ချက်ပြုခဲ့တာရှိပါတယ်အရင်ကအခုတက်တုမှာတော့အနေရပဲပေါ့နော်ဟုတ်ငွေတော်ဖတ်တောင်ကမ်ပလက်ကဆိုတော့အခုထိဘယ်သူမှမထုတ်ခွင့်မပေးဘူးပေါ့နော်ထုတ်ခွင့်မရထုတ်ပြဟုတ်တယ်နောက်ဖလန်းမှာလည်းရှိတယ်ကျွန်တော်တန်ရိုင်းရှိတယ်နောက်ခရိုမိုက်လည်းရှိတယ်ထုတ်တာဟိုဖက်မှာကျွန်တော်မတူပြေမင်းနဲ့ကြတော့ငွေတော်ဖက်မှာရှိတယ်တတုတယ်အဲ့ဒီဒေတာချက်လို့ကျွန်တော်စူဆောင်းပြီးမှကျွန်တော်အခန်းထဲမှာ V9 နဲ့ကိုကျွန်တော်ထားပေးပါတယ်တိထုတ်တဲ့ကိစ္စကကျွန်တော်ကခုနပြောရပါပြီတနင်္ဂနွေလုံးတစ်အလုံးလိုက်ထုတ်တာကိုတိုင်းပြထားပါတယ်ကျွန်တော်ထက်မှာပလဲဝနေကိုတစ်ထုတ်ဖို့တောင်းပါတယ်ခွင့်ပြုပါဘူးထုတ်တူပဲကံမလဲနေမှာတစ်ထုတ်ဖို့တောင်းတယ်တောင်းတော့အရင်ကထုတ်ခဲ့တဲ့ကျွန်တော်ထက်မတိုင်ပေါ့လေထုတ်သွားတဲ့နေရာကကြံခဲ့တဲ့ကိုင်းဖြာကိုင်းသားတွေရှိတယ်အဲ့ဒီကိုင်းဖြာကိုင်းသားကိုထုတ်ဖို့ဆိုမှပြည်ထောင်စုကိုတောင်းတာက CNF ဖွဲ့ကတောင်းတာပါ CNF ကထုတ်လုပ်ခွင့်ပါမစ်ရတယ်အဲ့ဒီထုတ်လုပ်ခွင့်ရတဲ့ပါမစ်ကိုထုတ်ခေါင်ကြီးကုမ္ပဏီကိုတစ်စစ်ပြန်ရောင်းပါတယ်ထုတ်ခေါင်ကြီးကုမ္ပဏီထုတ်တဲ့အခါမှာပထမတဲ့ကျွန်တော်တစ်တော်ဝန်ထမ်းနဲ့ပါလို့တစ်တော်ဝန်ထမ်း2ယောက်အလုပ်ပြုတ်တာလည်းရှိပါတယ်ကျွန်တော်တို့ကျိုးဝိုင်းကျိုးပြင်တော့ဖွင့်မယ်တိုးတယ်မဟုတ်အမျိုးသားဥပဒေနဲ့ဖွင့်တော့မယ်ဆိုလို့ရှိရင်အဓိကတောင်ဝရှိတဲ့ပုဂ္ဂိုလ်များကဒေသခံပြည်သူတွေကိုဂဂနနနားလေသဘောပေါက်အောင်ရှင်းပြပေးလို့လိုပါတယ်အလုပ်တစ်ခုလို့ရှိရင်အကျိုးအပြစ်ဆိုတာရှိပါတယ်အဲ့ဒီအကျိုးအပြစ်ကရှိလေဆိုတော့ဒေသခံပြည်သူတွေသဘောပေါက်ဖို့အဓိကရှင်းနေတာလားကျွန်တော်ပြည်သူစနစ်ကိုခိုင်းတဲ့သဘောပါပဲအဲ့ဒီမှာကျွန်တော်ကလှုပ်လိုက်ပြီးဖွင့်လိုက်ပြီးဖွင့်လိုက်တယ်ဝန်ထမ်းကလည်းမခန့်နိုင်သက်ဆိုင်ရာအစုပ်ကလည်းမပေးနိုင်အဲ့ဒါကကျွန်တော်ရှိရင်ကျွန်တော်ကဒေသခံပြည်သူနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကရန်သူလိုဖြစ်နေပါတယ်အဲ့ဒါကိုအဲ့လိုဖြစ်ရအောင်တကယ်တော့ဖွင့်လို့ရှိရင်ဌာနဆိုင်ရာဝန်ထမ်းတွေကလည်းပဲအပြည့်အဝခန့်ထားပေးဖို့သူ့မှာလိုအပ်တဲ့အဆောက်အဦတွေပေါ့လေ facility တွေကိုလည်းပဲအပြည့်အဝပေးမှသာလေကျွန်တော်တို့ဒီတော်ကြီးဟာတာရှည်ခံမှာဖြစ်ပါတယ်ကျွန်တော်တာဝန်ချက်လက်ထက်မှာမြို့နယ်ကိုမြို့နယ်ကအကောင်းဆုံးတစ်တော်ထိန်းတာဒီထန်တလန်မြို့နယ်ပါကျွန်တော်ဘာကြောင့်ဒီပြောရလဲဆိုလို့ရှိရင်ကျွန်တော်ခရီးကြုံလို့နေရာတီမှာတောပေးလောင်တယ်တောပေးလောင်တဲ့အခါမှာရှိတဲ့ကာလသားတွေကသူ့မှာရှိတဲ့ရေပုံးတွေနဲ့ရေရှာမှမငြိမ်သက်ကြတယ်သူတို့ရဲ့စားဖို့တောက်ဖို့တစ်ခါကြုံပါကောနောက် ကအမြင့်သမီးတွေကပန့်ပိုးပေးတာကျွန်တော်ကိုယ်တိုင်ကြုံခဲ့ပါတယ်တကယ်လည်းပဲကျွန်တော်ဝန်တာပီတီဖြစ်ရပါတယ်တကယ်လည်းပဲထန်လာနေဟာ
ချင်းမင်းကွန်မြူနတီမှာတက်တော်ထင်းသိမ်းမှုအကောင်းဆုံးမြို့နယ်ပါစမှကျွန်တော်မှတ်တမ်းတင်ထားတာရှိပါတယ် ချင်းပြည်နယ်တီတိုကိစ္စပဲဖြစ်တတ်တူတွင်ကိစ္စပဲဖြစ်ပေါ့နော် ဟုတ်ကဲ့ ဒါတဘာဝတန်ရတာကုံလုံးကဘလို့စီမံခန့်ခွဲတင်တယ်ပေါ့နော် ဟုတ် အမြင်လေးပြုတ်ပြပါ ကျွန်တော်တို့တက်တော်ကဏ္ဍပဲဖြစ်ပါစေတတ်တူကဏ္ဍဖြစ်ပါစေဥပဒေတတ်မှတ်မှတ်ရှိဖို့လိုပါတယ်ဥပဒေရှိအောင်တော့ဤဥပဒေလည်းပဲထုတ်ဖို့လိုပါတယ်ဒါကြောင့်ဥပဒေနဲ့ဤဥပဒေတိတ်ချာတတ်မှတ်ထုတ်ဖို့ဆိုတဲ့နေရာမှာပြည်နယ်အဆင့်ကထုတ်ရမှာလားပြည်ထောင်စုအဆင့်ကထုတ်ရမှာလားအခုကအများအပြားပြည်ထောင်စုကဂိုင်ထားတော့ပြည်နယ်အဆင့်လုပ်ပိုင်ခွင့်ပေးမှသာလေကျွန်တော်ထိရောက်တဲ့ကာကွယ်မှုထုတ်လုပ်မှုဖြစ်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျ ကျွန်တော်ခု2020ဖြစ်ပေါ့နော်ကျွန်တော် Federal ဒီကိုပိုင်ပြတ်ထန်ခွင့်တောင်းနေတဲ့ကိစ္စပေါ့လေ ဟုတ် ပါဒီဝန်ကြီးလောက်ခေတုန်းကတော့လောက်ပိုင်ခွင့်ပြည်နေမှာရှိတယ်ဟို ကျွန်တော်တို့တာဝန်ယူမှာလားပေါ့လေကျွန်တော်ဇာနှစ်ပြည်နယ်လောက်ပိုင်ခွင့်ဆိုတာရှိပါတယ်သို့တော်လည်းပဲ6လဆယ်ပေးမယ်ပြောလိုက်6လလည်းမပြည့်တစ်နှစ်ကုန်သွားတယ်တစ်နှစ်ကုန်သွားတယ်တက်တန်းနဲ့9နှစ်ကုန်သွားတယ်ကျွန်တော်ဘာမှလုပ်ပါခွင့်မရှိပါဘူးကျွန်တော်ပြည်နယ်ဝန်ကြီးတွေမှာပြည်ထောင်စုကပဲအားလုံးကင်ထားတဲ့ဖြစ်ပါတယ် ပြည်နေကဘာဒီအဓိကလောက်တယ် ပြည်နယ်ကတော့ကျွန်တော်တို့လူထုတွေနဲ့ညှိနှိုင်းမှလွတ်တော်မှာဥပမာဆိုတော့ကျွန်တော်နတ်မတောက် area အင်မတန်မှတန်ဖိုးရှိတဲ့တက်ခွက်ပန်းတွေရှိပါတယ်ကျွန်တော်တို့အစုအဖွဲ့ပိုင်းနေနဲ့ကျွန်တော်ထိန်းချင်းပါတယ်ပြောတယ်တောင်းဆိုတယ်တောင်းဆိုတော့အဲ့လိုထိန်းသိမ်းခွင့်မရှိဘူးဆိုမှပြောခဲ့တော့ကျွန်တော်တို့ကလည်းပဲလက်မှန်ချက်ခဲ့ရတယ်ပြည်သူကလည်းပဲလက်မှန်ချက်ခဲ့တဲ့ဘဝရောက်ခဲ့ပူပါတယ်ကျွန်တော်တို့ လွတ်ပြည်နေလွတ်တော်နဲ့အစုရအောင်ဝင်ကြီးလောက်တုန်းကဘယ်လောက်ပူပေါင်းဆောင်ရွက်မှုရှိတယ် ကျွန်တော်လက်ထက်မှာတော့လွတ်တော်နဲ့အစိုးရကတော့လက်တွဲညီပါတယ်။ဘာဖြစ်လွတ်တော်ကဆုံးဖြတ်လို့ရှိရင်အစိုးရဖွဲ့ကကောင်းထိပ်ဖော်တယ်။အဲ့ဒါအပြန်အလှန်ကျွန်တော်ထင်ကြောင်မှုရှိပါတယ်။ဒီချိန်မှာ အင်းစုရတုန်းကမလောက်ခဲ့မိဒါလေးတွေပေါ့နော်အဲ့ဒါလေးဒီမလောက်ခဲ့လို့ဆိုတဲ့ဟာဒီပြောချင်တာလေးများရှိတယ် ဟောအရင်စက္ကရာမလောက်ခဲ့တာကကျွန်တော်ဒီထန်တလန်နဲ့ဟာခါတောင်ကျော်ပွေပါတောင်ကျော်ကိုမြို့သားဥယျာဉ်နဲ့လှုပ်ဖို့စမရတဲ့ရှိပါတယ်အဲ့ဒါမလှုပ်ဖြစ်ခဲ့ဘူးကျွန်တော်နောက်ပူပီတောင်ကျွန်တော်မလှုပ်ခဲ့ဘူးဒီမကြီးမှာပလဲဝမြို့နေမှာမွေတောင်ဆိုတာရှိတယ်မွေတောင်ဆိုတာအဲ့ဒီငွေတောင်လည်းကျွန်တော်တို့လှုပ်ဖို့ကြံခဲ့သေးပါတယ်အဲ့ဒါကတကယ်တည်းပဲလှုပ်တဲ့ရတယ်ဖြစ်ပါတယ်ဆိုတာကျွန်တော်ဆွေးနွေးလို့ပါတယ် အမျိုးသားဥယျာဉ်လို့ကျွန်တော်ပြောနေတဲ့ခါမှာဘာအကျိုးတွေရမှာလဲပြီးရင်ကျွန်တော်ဘလူးကပဲရှောင်းရှောက်မလဲပေါ့နော်အစိုးရလက်ထရောက်သွားမှာဆိုတော့အစိုးရကလည်းပဲချင်းတင်ရတော့မှာဆိုတော့ပေါ့နော်ဟုတ်ဘာအကျိုးတွေရှိမလဲအဲ့ဒီရှိချင်းအဖြစ် အဲ့ဒီအမျိုးသားဥယျာဉ်လောက်တာကကျွန်တော်က eco tourism ပေါ့လေတဘာဝခေသွားလုပ်ငန်းအတွက်ဒေသခံတွေအများဆုံးအကျိုးခံစားရအောင်ပါသို့တော်လည်းပဲအဲ့ဒီထဲမှာလာမဲ့အဲ့ဒီအတွက်နေရာထိုင်ခင်းရေမီးပေါ့လေပစ္စံလုံလောက်မှသာလေကျွန်တော်တို့လာနိုင်မှာပါကျွန်တော်တို့ကကားလမ်းဖောက်ချင်တယ်သူတို့ကကားလမ်းဖောက်တာမကြိုက်ဘူးသူတို့ကစိုက်ကယ်လေးနဲ့နော်စက်ဘိန်းနဲ့လာကြတယ်ကျွန်တော်နံပါတ်ထောင်းမှာတွေ့တဲ့ခါမှာသူလေးလာတယ်ဒါကြောင့်မလို့ဒီတော့ကတော့ပြက်အောင်စက်ကယ်လမ်းတော့ပဲလောက်ကြပါတကယ်လို့ဒီလမ်းကြီးကိုစံပြကြီးဝင်လို့ရှိရင်ရှိတဲ့တောသစ္စာတွေကကြောက်လမ်းရင်မှနေရတာပြောင်းသွားတာရှိပါတယ်ဥပမာဆိုတော့ကျွန်တော်နမတောင်ဧရာထဲမှာပထမရှိပြီးသားစေမိုင်အထိကာလန်ပေါက်တယ်အပေါ်ကာလန်မဖောက်ဘူးကျွန်တော်အဲ့ဒီမှာ34ပေလက်ကြေကာလန်ဖောက်လိုက်တော့နိုင်ငံခြားသားတွေလာလို့ရှိရင်ပကံညောင်ဦးကနေသူကရန်ကုန်ကနေပကံညောင်ဦးရောက်တယ်ပကံညောင်ဦးကနေကားစီးမှတောက်လျှောက်တက်လာတယ်နမတောင်ကိုကားနဲ့
နှစ်ချင်းမြန်သွားတော့အဲ့ဒီမှာရှိတဲ့ဟိုတယ်လုပ်ငန်းတွေကလည်းပဲဝင်ငွေမရဘူးဒေသခံတူကလည်းပဲဘာမှခံစားမှုမရှိဘူးဖြစ်သွားပါတယ်ဒါမှမဟုတ်အမျိုးသားဥယျာဉ်ဖြစ်လို့ရှိရင်နော်ကျွန်တော်အကောင်းဆုံးကနိုင်ငံခြားတွေလိုလားတဲ့လမ်းချင်းချင်းလေးနော်သူတို့ကလက်ပြကြည့်တာရှိတယ်ငှက်ကြည့်တာရှိတယ်အမျိုးမျိုးသူတို့မလက်လာတာရှိပါတယ်အပင်လက်လာတာတွေဒါကြောင့်ကျွန်တော်ကသူတို့နေချင်းစပွဲဖြစ်အောင်နေရထိုင်ခင်းအဆောက်အဦရေမီးနဲ့ထားပြလို့ရှိရင်ကျွန်တော်ဒေသအတွက်ဒေသခံတွေရဲ့ရိုးရာလက်မှုလုပ်ငန်းပစ္စည်းတွေဒါလည်းပဲကျွန်တော်တို့အတွက်အမှတ်တရလက်ဆောင်နေကျွန်တော်ရောင်းချလို့ရပါတယ်ဒါကတော့ကျွန်တော်တို့အတားချက်ပေါ့လေတကယ်လို့များဘုရားတော့ကာလန်ကြီးဖောက်ပြီးမှသွားလို့ရှိရင်ကျွန်တော်ခုနပြောတော့ပကံညာဦးကနေနမတောင်ကိုနှစ်ချင်းသွားလိုက်ပြန်လာလို့ဆိုတော့ဟိုတယ်ဆောင်ကလည်းပဲဥငွေမရှိဒေသခံကလည်းပဲဘာမှအကျိုးမရှိတိတော့ကြမလို့ဒေသခံတွေရဲ့တကယ့်ဟိုတယ်လုပ်ငန်းရှင်ဒေသခံရဲ့ဆန္ဒဒီလိုဆန္ဒအမျိုးသားဥယျာဉ်ဖြစ်လာလို့ရှိရင်သူ့ရဲ့ရှိတဲ့အရေးချင်းပေါ့လေအဲ့ဒါအပြည့်အဝအလွန်အကျွံမသုံးပေးနဲ့ထိမ့်သိမ့်မှုတော့လိုပါတယ်ဆိုတော့ကျွန်တော်တင်ပြလိုပါတယ်ခင်ဗျာအဲ့ဒီတုန်းကအဲ့ဒီခုနစုမဲ့ Victoria တောင်ကကားလိုင်းကြီးဖောက်နေတော့အဝေးဖန်ဒီခံနေရတာပေါ့လေဟုတ်ကဲ့ဘာလို့အဲ့လိုဖောက်ခဲ့ရတယ်လေပေါ့နော်ကျွန်တော်ရဲ့ဘာပေါင်းချင်းကျွန်တော်ရဲ့ national park လေးဖြစ်နေတော့ဘယ်လိုပုံစံနဲ့အဲ့ဒီ line ကိုဖောက်ရတယ်အဲ့ဒီမှာကျွန်တော်တို့ကခုနပြောသလိုနမတောင်အမင်းသားဥယျာဉ်ဟာတကယ့်ကိုကံပလက်မြို့နယ်ကအကျိုးပြုတဲ့နိုင်ငံခြားဝင်ရတဲ့နေရာတစ်ခုပါအဲ့ဒီမှာအမြောင်မယ်မရှိတဲ့ဒေသခံပြည်သူကလည်းပဲဒီလမ်းကြီးကိုကားလမ်းမဖောက်လို့ရှိရင်ကျွန်တော်တို့ကထားခဲ့တော့မှာလားဆိုတဲ့သူတို့ရဲ့ mindset ကမင်းမတားမှနှိမ့်ချလောင်းလို့သူတို့တောင်းဆိုတော့ကျွန်တော်တို့ကတက်တော့နေတော့ကန့်ကွက်ပါသေးတယ်နမတောင်အမင်းသားရုံးနဲ့ကန့်ကွက်တယ်သို့တော်လည်းပဲလူထုကတင်ပြတဲ့ခါမှာလွှတ်တော်မှာတင်ပြတော့ကိုယ်စီတွေကလည်းပဲလူထုရဲ့ဆန္ဒသဘောတင်ပြတော့34ပဲလမ်းချိဖို့ဖြစ်တဲ့ခါမှာအဲ့လိုပဲကျွန်တော်တို့အကျိုးအမြတ်ဟာခံစားတော့ခံစားရမနဲ့နင့်နာမှုရှိခဲ့တယ်ဆိုတာကျွန်တော်ပြောလို့ပါတယ်အဲ့ဒါကဒေသခံမှာအဓိကလိုပါတယ်သူတို့ကခုနကပြောလို့သဘောပေါက်နားလေအောင်ရှင်းပြဖို့လိုပါတယ်ဆိုတော့ကျွန်တော်ပြောခဲ့တာဒီအကြောင်းတွေဖြစ်ပါတယ်ခင်ဗျ